ဟုတ်ပြီဝေဒလီပြည်မှာမြတ်စွာဘုရားပိဋကလည်းမှာဘုရားဒီမရဏတတိကမ္မထံကိုခေါ်ထားတော့လာနာတဲ့ပိဋကကတော့အများကြီးပဲမြတ်စွာဘုရားဟောတရားဝဲထားသွားဒီလူတွေဟာဒီလိုပဲနေကြတာအဲ့ဒီထဲမှာကလေးမလေးတယောက်အဲ့ဒီချိန်တုန်းကဆိုရင်တော့သူက14နှစ်သမီးလောက်ပဲရှိသေးတာ14နှစ်သမီးလောက်ရှိတဲ့ကလေးမလေးကမြတ်စွာဘုရားကမရဏတတိပွားဖို့တိုက်တွန်းသွားတာကိုသူသဘောကျပြီးတော့သူက14နှစ်ရှိသေးတာမရဏတတိကို3နှစ်တိတိဘုရားစကားလိုက်တာပြီးတော့တစ်နှစ်မပြတ်ပွားတဲ့ကြံတဲ့လူတွေဘယ်သူမှမပွားဘူးမေ့နေကြတရားပွဲပြန်သွားမေ့ပလိုက်ကြပြီဟုတ်လားသူကတော့မှတ်ထားတယ်မှတ်ထားပြီးတော့ဒီတရားငါကြိုးစားမယ်ဆိုပြီးတော့မရဏတတိကိုနေစဉ်ပွားအခုမြတ်စွာဘုရားဒီ18ဝါမြောက်ဒီဘက်ကိုပြန်ရောက်လာတဲ့အခါမှာအာလဝီပြည်ဘက်မြတ်စွာဘုရားရောက်လာတယ်ဆိုပြီးရောက်လာတဲ့အခါမှာဒါ3နှစ်ပြည့်သွားပြီသူကပွားတယ်အေးဘုရားကြွလာတယ်ဆိုပြီးတော့ဘုရားစီတရားနာဖို့ဆိုရောက်လာကြတာပရိသတ်တွေအများကြီးပဲရောက်လာကြတဲ့အခါမှာမြတ်စွာဘုရားကလာရင်းကလည်းမရဏတတိပွားဖို့3နှစ်လောက်ကဟောခဲ့တာတကယ်ပွားနေတာဒီကလေးမလေးတယောက်ပဲအဲ့ဒီကလေးမလေးဟာအသိဉာဏ်နဲ့ရင့်ကျက်နေတာဖြစ်လို့ရှေ့ဆက်ပြီးမြတ်စွာဘုရားလမ်းညွှန်မှုပေးခြင်းတာဒါကြောင့်မို့ကြွလာတာအဲ့ဒီကလေးမလေးက16နှစ်အရွယ်ရောက်ပြီအဲ့ဒီနေ့မှာသူ့အဖေကမှားထားတယ်ရောက်လုံးလို့ခေါ်လုံးလို့ခေါ်ပေါ့ခြီရက်ကန်းသမားတွေသုံးတဲ့ခြီငင်ထားတဲ့ခြီနဲ့ရစ်ထားတဲ့ဟာလေးရောက်လုံးလေးဒညင်းလုံးလေးအဲ့ဒါလေးကိုသမီးငါးစီစောစောပို့လိုက်သူများအပ်ထားတဲ့အထက်ဒီကနေ့ငါအပြီးရက်မယ်လို့ရောက်လုံးလေးရောက်ပြီးတော့သုံးဖို့လွန်းပြန်လေးလွန်းကလေးကိုခြီရစ်ပြီးတော့ငါးစီကိုမြန်ပို့လိုက်လို့ဆိုပြီးမှားသွားတာသူကလည်းတရားနာခြင်းတယ်အဖေမခိုင်းတာလို့ရင်လည်းအမှန်ခံရအရိုက်ခံရမှာကြောက်တယ်ဒါကြောင့်မို့စောစောစီစီထပြီးတော့ရှောင်းလုံးကလေးကိုခါတယ်သူမှားထားတဲ့ဟာရအောင်ချင်းငင်တဲ့အလုပ်ကိုလုပ်ပြီးတောင်းလေးတဲ့ထက်သူ့အဖေစီပို့မယ်ဆိုပြီးတော့လမ်းရောက်တဲ့အခါကျတော့မြို့ထဲမှာမြတ်စွာဘုရားကတရားဟောမလို့စောင့်နေတာပိဋကကြီးကလည်းရှိနေသို့တော့ဒီကလေးမလေးမလာသေးလို့မြတ်စွာဘုရားဘာစကားမှမပြောသေးဘူးငြိမ်နေတာအဲဒီကလေးမလေးကနည်းနည်းလေးနောက်ကျပြီးတော့ရောက်လာတော့တရားနာပြီးမှပဲတော်တော့မယ်အဖေကရိုက်မှန်းငါတော့တရားမနာပဲတော့မနေဘူးတရားနာအောင်မယ်ဆိုပြီးတော့သူ့အဖေရိုက်ချင်လေရိုက်ပါစေဆိုတဲ့စိတ်ဓာတ်နဲ့ဝင်ပြီးတော့နောက်ဆုံးမှာပရိသတ်အစွန်မှာဝင်ပြီးတရားနာတာသူလာတော့မှမြတ်စွာဘုရားတရားစဟောမြတ်စွာဘုရားကသူ့ကိုလှမ်းကြည့်လိုက်တာကြည့်လိုက်တဲ့သင်္ကေတနဲ့ပဲသူကသိတယ်ဘုရားစီကိုသွားဖို့အဲ့ဒီရောက်လုံးတောင်းလေးချထားခဲ့ပြီးတော့ဒီပိဋကလာတဲ့မြတ်စွာဘုရားကြွတဲ့လမ်းကြောင်းအတိုင်းသူကဘုရားနာနီးအနီးရောက်လာအောင်သူဝင်လာခဲ့တယ်ဝင်လာခြင်းမြတ်စွာဘုရားကသူ့ကိုမေးတယ်ဘယ်ကလာတာလဲလို့မေးလိုက်တယ်သူကမရဏတတိကိုတရက်မပြတ်ပွားထားတာဆိုတော့မြတ်စွာဘုရားသင်ထားတာတွေသူအကုန်သိနေတယ်နော်သိခြင်းတရားနဲ့ပတ်သက်ပြီးအကုန်သိနေတယ်ဘယ်လာတာလဲလို့မေးတဲ့အခါမသိပါဘုရားတဲ့ရှောက်တယ်ဘယ်သွားမလို့လဲလို့ဆိုတော့လေမသိပါဘုရားလို့ရှောက်တယ်မသိဘူးလားလို့ဆိုတော့သိပါတယ်ဘုရားသိကောသိရလားလို့ဆိုမသိပါဘုရားလို့ရှောက်ဟောပရိသတ်ကဒီကောင်မလေးဘုရားနဲ့ဘာတွေလာပြောနေတာလဲကျန်တဲ့လူတွေအတိတ်ပဲနားမလဲဘူးဘာလို့လဲဆိုရင်ဘုရား3နှစ်လောက်ကဟောခဲ့တဲ့တရားမေ့ပလိုက်ပြီလေသူကတော့မမေ့ဘူးအဲ့တော့လူတွေကတိုးနဲ့ပြောလာပြီးအတန်ကလေးတွေထွက်လာကြတယ်ဒီကောင်မလေးယူနေတာလားမသိဘူးနော်ဘယ်ကလာတာတော့ဆိုအိမ်ကလာတာပြောတာမဟုတ်ဘဲနဲ့မသိပါဘုရားပြောဘုရားနဲ့ချုပ်လုံနေတယ်ထင်နေတာသူတို့ကနော်ဘယ်သွားမလို့တော့ဆိုရကန်းယုံသွားမလို့ဖြေရမှာဘယ်နဲ့ကြောင့်မသိပါဘုရားဖြေတာမသိဘူးလားလို့မေးတဲ့အခါကျသိပါတယ်သိရလားလို့ဆိုမသိပါဘုရားကြံတဲ့လူတွေကသဘောမပေါက်ဘူးအဲ့တော့မြတ်စွာဘုရားကသူ့ရဲ့အရေးချင်းကိုဖော်ပြလို့ကဲစကားအဓိပ္ပာယ်ကိုရှင်းမအောင်ငါကဘယ်ကလာတာတုံးလို့ဆိုတော့မေးတော့ဘာဖြစ်လို့မ
မသိပါဖရာလို့လျှောက်ထားလေလို့ဆိုသူကရှင်းတယ်အဲ့ကြတော့မြတ်စွာဘုရားပဲတဲ့တပည့်တော်အိမ်ကလာတယ်ဆိုတာအရှင်ဘုရားသိတာပေါ့တဲ့ရှင်ဘုရားမေးလို့ရင်းကလွန်ခဲ့တဲ့3နှစ်လောက်ကဟောထားခဲ့တဲ့တရားလူတွေဟာဘဝတစ်ခုကနေဘဝတစ်ခုကူးတာဘယ်ဘဝကလာတယ်ဆိုတာမသိကြဘူးပေါ့ဒါကြောင့်မို့လို့တပည့်တော်ကဘယ်ကလာတာတုံးဆိုတာဘယ်ဘဝကလာတာလဲလို့မေးတာမို့ဘုရားတပည့်တော်ကတပည့်တော်မှာကမသိပါဘုရားလို့လျှောက်တာပါလို့ဆိုဘုရားဟုတ်လိုက်လေတာဓုငါပြောတာနဲ့မေးဘူးပေါ့ဒီလိုနော်ဒါဖြင့်ဘယ်သွားမှလဲလို့ဆိုတာကိုကျတော့ဘာလို့မသိပါဘုရားဖြစ်ဒီဘဝကနေပြီးတော့ဘယ်သွားမယ်ဆိုတာဘုရားကမေးတာဖြစ်မယ်ရက်ကန်းယုံသွားမယ်ဆိုတာအရှင်ဘုရားသိပြီးသားပဲဒါကြောင့်ဒီမေကုန်းဟာဘယ်ဘဝကိုသွားရမှလဲဆိုတာကိုရည်ရွယ်ပြီးတော့မေးတာဖြစ်သောကြောင့်တပည့်တော်ကလည်းမသိပါဘုရားလို့အဲ့ဒါရည်ရွယ်ပြီးတော့ဖြေတာပါဆိုဘုရားတာရုခေါ်တယ်တခါငါကမသိဘူးလားလို့မေးတဲ့အခါကျဘာကြောင့်သိပါတယ်ဘုရားလို့ဖြေတာတော့ဆိုမြတ်စွာဘုရားမေးလို့ရင်ကနင်းတရားမှမသိဘူးလားလို့မေးတာဖြစ်တယ်တပည့်တော်ကမရဏတတိအမြဲပွားနေတာဆိုတော့တရားမှသိပါတယ်ဘုရားလို့လျှောက်ထားပါတဲ့ဟုတ်ပြီတာရုခေါ်တယ်မြတ်စွာဘုရားဒါဖြင့်သိရလားလို့ပြောတဲ့အခါကျတော့ဘာဖြစ်လို့မသိပါဘုရားလို့ပြောပြန်တာလဲလို့ဖြေပြန်တာလဲလို့ဆိုအေးသိရမှာတော့ဘုရားတပည့်တော်မှသိပါတယ်တဲ့ဘယ်နေ့ဘယ်ရက်သိရမယ်ဆိုတာတော့ဒိတ်ကိုတော့မသိပါဘူးတဲ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါကိုရည်ညွှန်းပြီးတော့တပည့်တော်မှဒီမေးခွန်းကိုဖြေတာပါလို့ဆိုတော့မြတ်စွာဘုရားတာရုခေါ်တယ်လွန်ခဲ့တဲ့3နှစ်ကဟောထားတဲ့တရားကိုသူတယောက်တည်းကောင်းကောင်းမှတ်မိပြီးတော့မရဏတတိကိုကြာကြာနာနာပွားအဲ့ဒီကြတော့မှမြတ်စွာဘုရားကအလုံးကိုတရားဟောတဲ့အနေနဲ့ဘာဟောတော့ဆိုအန္တိဘူတောအယံလောကောမြတ်စွာဘုရားကဒီစကားလေးကစပြောလိုက်တာနော်အန္တိဘူတောအယံလောကောဒီလောကကြီးဟာတဲ့အန္တိဘူတောတကယ်ကတော့မျက်စိကန်းတာတော့မဟုတ်ဘူးဒါပေမဲ့ကန်းနေတယ်လို့ဖြစ်နေကြပြီမသိကြဘူးဒါလေးတော့မသိကြဘူးဒီမေခွန်းလေးတောင်အဖြစ်မှန်မသိကြဘူးလို့မြတ်စွာဘုရားလို့ဆိုတာနော်အန္တိဘူတောအယံလောကောဒီလောကကြီးကမကန်းမိမဲ့ကန်းတယ်လို့ဖြစ်နေပြီပါဠိစာပေမှာအန္တိဘူတောဆိုတဲ့အပေါ်မှာဤအခရာလေးနဲ့ရေးတာရှိတယ်မပါဘဲနဲ့အန္တဘူတောလို့လည်းရေးတာရှိတယ်အန္တဘူတောဆိုရင်အကန်းဖြစ်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်အန္တိဘူတောဆိုတာအကန်းမဟုတ်ဘဲနဲ့အကန်းလို့ဖြစ်တယ်လို့အဓိပ္ပာယ်ရှိတယ်စာပေကျမ်းကမှာအလဲကောင်းမှဤဆိုတဲ့စကားလုံးထည့်ပြီးတော့သုံးထားရင်အန္တိဘူတောဆိုတာဒီလူတွေကကန်းနေတာတော့မဟုတ်ဘူးသို့တော့အကန်းလို့ဖြစ်နေတယ်ဒီလိုဆိုလိုတဲ့အဓိပ္ပာယ်ကနော်ဒါကပါဠိစာပေမှာစကားလုံးအသုံးနေခြင်းမတူတတ်ဘူးပေါ့မတူဘူးဒီမကမ်းမဲနဲ့ကမ်းတယ်လို့ဖြစ်နေတာကပလီကာရဆိုတဲ့စကားလုံးကြားဖို့ကြလိမ့်မယ်